ဇနီးတဲ့ကကောင်းမလေးဟာထမင်းစားခန်းမှာပုတ်နေတဲ့အသားတွေတုံးလို့ဘိုက်အောင်တယ်လို့အမျိုးသားကိုပြောပါတယ်။ကျောင်းသားတော်များများနေမကောင်းဖြစ်ကြတယ်။သူတို့ကအခုပဲသတင်းပို့တယ်။ဒါပေမဲ့ကော်ဖီဆိုင်ပိုင်ရှင်ကဘသူကတိုင်ကြတယ်ဆိုတာသိသွားပြီးမိခင်နဲ့သမီးကိုလက်စားချေဖို့စီစဉ်နေခဲ့တဲ့သုံးထောင်ကထွက်လာခါစအမျိုးသားဟာမိန်းကလေးကိုတက်ရှင်တဲ့အစားအစာတွေကျွေးမွေးနိုင်မှုတိတ်တိတ်ဆိတ်ဆိတ်နေထိုင်မှုရည်ရွယ်ထားတယ်။သူကစားတောက်ဆိုင်တစ်ဆိုင်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမဲ့မိန်းကလေးကသူအစားတောက်ရောင်းနေတာကိုမြင်တဲ့အခါသူမအယမ်းရှက်သွားတယ်လို့အဲ့ဒီလူကသူမကိုအယမ်းရှက်စေတယ်လို့ပြောပါတယ်။ထို့လူသည်ဒေါသမထွက်သေးပါသူကမိန်းကလေးကိုပတ်စံရှာတာရှက်စရာမဟုတ်ဘူးလို့ပြောခဲ့တယ်။အရေးကြီးဆုံးကအခုပါစားပြီးသူမတက်ရှင်တဲ့အစားအစာတွေစားနိုင်ရမယ်။သူပြောနေတော့လူတိုင်းကိုထမင်းတက်နဲ့ကမ်းပေးပေမဲ့မိန်းကလေးကချက်ချင်းပဲထမင်းကိုပြပေးခဲ့ပြီးအရင်ချစ်သူချက်ကျွေးရဲ့အစားအစာကိုမစားဘူးလို့ပြောပါတယ်။သူမရဲ့တငယ်ချင်းတွေကလည်းသူ့ကိုလှောင်ပြောင်ကြပြီးသူတို့ရဲ့ရုပ်တုကငကားကူးကောင်နဲ့လူလို့ပြောကြတယ်ပြီးတော့သူတို့လက်ထွက်သွားကြပေမဲ့ကော်ဖီဆိုင်ပိုင်ရှင်ကလူတွေကိုခေါ်ပြီးစားပွဲကိုလှန်ပစ်ဖို့လုပ်တဲ့သူတို့ကမိန်းကလေးဟာအဲ့ဒီလူရဲ့သမီးဖြစ်မှန်းသိသွားပြီးရည်ရွယ်ချက်ရှိနဲ့လှုပ်ကြံတာလို့ထင်ခဲ့ကြတယ်ကော်ဖီဆိုင်လုပ်ငန်းကိုခိုးယူဖို့သတင်းပို့တယ်အဲ့ဒီလူအနိုင်ကျင့်ခံနေရတာကိုကြည့်နေကြတယ်မိန်းကလေးကကြည့်နေတယ်သူကိစ္စမဟုတ်ဘူးလို့ပြောပေမဲ့မိန်းကလေးကိုအဲ့ဒီမှာတွေ့ရမှာကိုစိုးရိမ်နေတော့မဲယောက်ျားကပြဿနာရှာရဲတာမဟုတ်ဘူးသူ